ခြားသေးခင်ရမယ်ဆိုင်ဘာတိုက်ခိုက်မှုကြီးတစ်ခုဖြစ်သွားတာမင်းတို့သိမှာပါဒီလိုမဖြစ်ခင်တပတ်လို့လောက်ကြရငါတို့ကြိုတင်ခံမှန်းမိခဲ့တယ်ထင်တဲ့အတိုင်းပဲဒီမျိုးရဲ့အောက်ခြေမှာစီးစင်းနေရရှီရီမဟုတ် data တွေပဲနေရာတိုင်းမှာညလုံးကြီးရှိတယ်ကိုညလုံးကိုတော့မယုံမိစေနဲ့ကြေပဲကျိုးရဟာသတင်းမီဒီယာမှာမပါတဲ့စစ်မြေပြင်တိတ်ဆိတ်နေတဲ့စစ်ပွဲဟာပိုလို့တော့ကြောက်ဖို့ကောင်းတယ်အသက်တွေပါမသွားပြီမယ်ဘဝရဲ့တိတ်တဆိတ်ပါသွားနိုင်လို့ပဲ